ဒီအာရှတိုက်အကြောင်းမပြောခင်ဒီမှာတိုက်ကြီးတွေကိုပေါ့နော်မြောက်ကမ္ဘာခြမ်းမှာပို့တွေ့ရတယ်ပင်လယ်သမုဒ္ဒရာတောင်ကမ္ဘာခြမ်းမှာပို့တွေ့ရတယ်ဆိုတဲ့အကြောင်းလေးကိုအရင်ပေါ့နော် globe လေးနဲ့ပြချင်ပါတယ်ဒါကကျွန်မက Sketchfab ဆိုတဲ့ website ကနေပြီးတော့ကြည့်တာပါပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါကတော့ကဘာကြီးပေါ့နော်ကဘာကြီးမှာကျမတို့ဒါကမြောက်ဘက်ခြမ်းဒီဘက်ကတောင်ဘက်ခြမ်းပေါ့နော်အဲ့တော့မြောက်ဘက်ခြမ်းမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်သူပြောတဲ့အတိုင်းပေါ့နော်ဒီကုန်းမြေတွေကိုပို့တွေ့ရတယ်တောင်ဘက်ခြမ်းမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ရေရပုံများပေါ့နော်ပင်လယ်သမုဒ္ဒရာပုံများတယ်အဲ့တော့ကျမတို့အာရှတိုက်မှာအာရှတိုက်ကဘယ်လက်တီကျူဘယ်လောင်ကြီးကျူမှာရှိနေတယ်ဆိုတဲ့ဟာကိုအလုံးမကျက်ပဲပေါ့နော်ဒီမှာတစ်ချက်တိုင်းကြည့်ရအောင်ဒီမှာတိုင်းကြည့်မယ်ဆိုအရင်ဆုံးပေါ့နော်လက်တီကျူလောင်ကြီးကျူတွေရဲ့ဘယ်လိုမျိုးတည်ရှိတယ်ဆိုတာလေးကိုအရင်ပြောပြချင်ပါတယ်အဲ့တော့လက်တီကျူဆိုတာကြတော့ကဘာကြီးကိုပိုင်းခြားထားတဲ့ line တွေပေါ့နော် line တွေကို10 degree စီခြားပြီးတော့လက်တီကျူမြင်းချောင်းတွေအဖြစ်သတ်မှတ်ထားပါတယ်အဲ့လိုပဲဒေါင်လိုက်ခြားထားတဲ့လမ်းကြောင်းတွေကိုတော့လောင်ဂျီကျူမြင်းချောင်းတွေလို့ခေါ်ပါတယ်အဲ့တော့လက်တီကျူမြင်းချောင်းတွေက0 degree ပေါ့နော်ဒါကတော့ဒီ0 degree အပိုင်းကလက်တီကျူ0 degree နဲ့လောင်ဂျီကျူ0 degree မှာရှိတဲ့ point မှာအဲ့ဒါကတော့ဒီအာဖရိကတိုက်အနားမှာရှိပါတယ်အဲ့တော့လက်တီကျူ0 degree မြင်းချောင်းကိုတော့ကျမတို့အကုန်လုံးသိတဲ့ equator မြင်းချောင်းလို့ခေါ်ပါတယ် equator မြင်းချောင်းက0 degree ကနေစပြီးတော့တောင်ဘက်ကိုတောင်10 degree တောင်20 degree တောင်30တောင်40တောင်50เนาะအဲ့လိုမျိုးသွားပြီးတော့90 degree အထိရှိပါတယ်90 degree ကတော့ကျမတို့ဒီဘက်ကတောင်ဝင်ရိုးစွန်းဖြစ်ပါတယ်မြောက်ဘက်ကိုကြတော့မြောက်10 degree မြောက်20 degree မြောက်30 degree 40 50 60အဲ့တော့90 degree ရောက်ရင်တော့ဒါမြောက်ဝင်ရိုးစွန်းဖြစ်ပါတယ်အဲ့တော့လက်တီကျူမြင်းချောင်းတွေကတောင်ဘက်ကို90 degree မြောက်ဘက်ကို90 degree ရှိပါတယ်သူ့ကိုတောင်လက်တီကျူမြောက်လက်တီကျူနဲ့ရေးတာလည်းရှိသလိုအနှုတ်လက်တီကျူအပေါင်းလက်တီကျူနဲ့ရေးတာလည်းရှိပါတယ်တောင်ဘက်ကိုအနှုတ်မြောက်ဘက်ကိုအပေါင်းရေးကြပါတယ်အဲ့တော့လောင်ဂျီကျူပေါ့နော်လောင်ဂျီကျူမှာ equator လိုမျိုးမြင်းရှိလားဆိုတော့ရှိတယ်သူ့ကို prime meridian မြင်းလို့ခေါ်တယ်အဲ့ဒါကျွန်မကိုမှန်တယ်ပါရေးပေးပါမယ်အဲ့တော့ prime meridian မြင်းကကဘာကြီးကိုခြားထားတယ်ပထမ prime meridian မြင်းချောင်းပေါ့နော်အဲ့မြင်းချောင်းကို0 degree ပေါ့နော်လောင်ဂျီကျူ0 degree မှာစတယ်အဲ့ရနေပြီးအရှေ့ဘက်ကိုသွားရင်တော့အရှေ့လောင်ဂျီကျူမြင်းတွေလို့ခေါ်ပြီးတော့အနောက်ဘက်ကိုသွားရင်တော့အနောက်လောင်ဂျီကျူမြင်းလို့ခေါ်ပါတယ်အရှေ့လောင်ဂျီကျူကိုလက်တီကျူတွေကလိုပဲ10 degree စီသွားပါတယ်အဲ့တော့အရှေ့လောင်ဂျီကျူ10အရှေ့လောင်ဂျီကျူ20အရှေ့လောင်ဂျီကျူ30ဘယ်ထိသွားလဲဆိုတော့သူကတော့180 degree ထိသွားပါတယ်အရှေ့လောင်ဂျီကျူ180 degree အဲ့ဒီလိုပဲဒီ0ကနေအနောက်ကိုသွားတာလဲအနောက်လောင်ဂျီကျူ10အနောက်လောင်ဂျီကျူ20 30 40 50စသဖြင့်သွားပြီးတော့180 degree ထိရောက်ပါတယ်အဲ့တော့ဒီလက်တီကျူမြင်းချောင်းတွေကတော့90 degree မှာ90 degree ထိအပေါ်ချမ်းနဲ့အောက်ချမ်းဆိုပြီးတော့မြောက်ဘက်ချမ်းနဲ့တောင်ဘက်ချမ်းဆိုပြီးရှိပြီးတော့လောင်ဂျီကျူမြင်းချောင်းတွေကတော့180 degree ထိအရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းဆိုပြီးတော့ပိုင်းခြားထားပါတယ်အဲ့တော့အနောက်ဘက်ချမ်းကဒီ180 degree မြင်းချောင်းကိုတော့ prime meridian လို့မခေါ်ဘဲနဲ့သူ့ကိုတော့180 meridian မြင်းချောင်းလို့ခေါ်ပါတယ်အဲ့တော့ကဲအာရှတိုက်ကိုကျမတို့ဒီမှာပဲတိုင်းကြည့်အောင်အာရှတိုက်ဒီကျမတို့ဒီမှာဆိုလို့ရှိရင်ဒါကမ္ဘာမြောက်ဘက်ခြမ်းမှာရှိတာကိုတွေ့ရမှာပေါ့နော်ဒီ equator မြက်အပေါ်မှာရှိရဲသို့တော့မြောက်ဘက်ခြမ်းမှာပဲတည်တံ့ရှိရမှာမဟုတ်ဘူးသူ့ရဲ့ကျွန်းတချို့ကျွန်းစုတွေဒီတောင်ဘက်ခြမ်းမှာရှိတာကိုတွေ့ရမှာအဲ့တော့တောင်ဘက်ခြမ်းဘယ်လောက်ဒီဂရီရောက်လဲဆိုတော့တောင်ဘက်ခြမ်းဒါကျမတို့တိုင်းကြည့်မယ်တောင်ဘက်ခြမ်း10 ဒီဂရီရောက်ပါတယ်အဲ့ဆိုရင်တစ်ခုရသွားပြီနော်တောင်ဘက်ခြမ်း10 ဒီဂရီထိ10 degree လက်တီကျူပေါ့နော်တောင်ဘက်10 degree လက်တီကျူရှိရဲတောင်လက်တီကျူ10 degree လို့ခေါ်တယ်အဲ့တော့မြောက်ဘက်ကဘယ်လောက်ရှိလဲဆိုတော့ကြည့်လိုက်မှဆိုရင်ဒီမှာဒီနားမှာစုံတယ်ပေါ့နော်အဲ့တော့မြောက်လက်တီကျူဒါဆိုရင်90ပဲမှာဒါက80ပေါ့နော်မြောက်လက်တီကျူ90ထိရှိရဲအဲ့တော့အထက်တောင်မြောက်အတိုင်းတာကတောင်10နဲ့မြောက်80ထိရှိတာကိုတွေ့ရမယ်အဲ့တော့အရှေ့အနောက်တိုင်းအောင်အရှေ့အနောက်တောင်းမယ်ဆိုလို့ရှိရင်ဒါကျမတို့အာရှတိုက်ရဲ့အစုံဥရောပရဲ့ဒီဘက်မှာဥရောပပေါ့နော်အဲ့တော့
အာရှတိုက်ဆုံးတာကတူရကီမှာဆုံးတယ်တူရကီကအရှေ့ဆုံးနိုင်ငံပေါ့နော်အဲ့တော့တူရကီကဒီမှာဆိုဒါ30ဒီဂရီလမ်းကြောင်းပေါ့နော်အဲ့တော့30ဒီဂရီလမ်းကြောင်းရဲ့အရှေ့နဲ့ရောက်နေရဲဆို25ဒီဂရီလောက်ဟိုယူဆတာပေါ့နော်အဲ့တော့25ဒီဂရီအရှေ့25ဒီဂရီကနေစတယ်ဘယ်ထိသွားလဲဆိုတော့ကျမတို့ဒါဆိုလို့ရှိရင်အရှေ့ဒါ150 160 180เนาะဒါဆို180အဲ့တော့အရှေ့180ကိုကျော်ပြီးတော့ဘယ်ထိရောက်သွားလဲဆိုတော့အနောက်180ထိလမ်းကြောင်းထိရောက်တယ်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်အရှေ့ဒီအာရှတိုက်ဒီအရှေ့အနောက်တိုင်းနဲ့အရာဆိုလို့ရှိရင်သူရဲ့အနောက်ဘက်ကျဆုံးအပိုင်းဒီအရှေ့လောင်ရီကျူ25ဒီဂရီထိရှိပြီးတော့အရှေ့ဘက်ကျဆုံးအပိုင်းဒီအနောက်လောင်ရီကျူ180ဒီဂရီထိရှိတာတွေ့ရမှာပေါ့နော်အဲ့တော့ဒါပေမဲ့ဒီမှာလေကျမdisclaimer လေးတစ်ခုထည့်ချင်တာဗာလဲဆိုတော့တခြားsource တွေမှာလည်းဒီလိုပဲပေါ့နော်အနောက်လောင်ကြီးကျူ180ဒီဂရီထိရှိရလို့ရေးကြပါမယ်ကျမတို့ဒီဖတ်စာအုပ်ထဲမှာပေါ့နော် textbook ထဲမှာတော့သူကအရှေ့လောင်ကြီးကျူ180လို့ရေးထားတယ်ပေါ့နော်ဒီတခြားဟာတွေရောကြိုက်တယ်တောင်လက်တီကျူ10ဒီဂရီနဲ့မြောက်လက်တီကျူ80ဒီဂရီကြားနော်ခုနကကျမတို့တိုင်းနေတယ်မယ်အရှေ့မှာလည်းတူရကီမှာတိုင်းနေအရှေ့လောင်ကြီးကျူ25ဒီဂရီနဲ့အနောက်လောင်ကြီးကျူ180လို့ကျမတို့တိုင်းနေဒါပေမဲ့ဒီမှာတော့အရှေ့လောင်ကြီးကျူ180လို့တော့ရေးထားတယ်ပေါ့နော်ဒါဖတ်စာထဲမှာရှိတဲ့ဟာကိုပြပြတာပါဟုတ်အဲ့ဒါဆိုရင်ဒါလက်တီကျူလောင်ကြီးကျူကိုမျိုးလုံးထဲမှာမြင်ပြီးတော့အလုပ်ကျက်စရာမလိုပဲဖြစ်မယ်လို့ယူဆပါတယ်